me elu kodale kwe dilu yenne me macho myu amyin twi bu de the me myen lo li mya ga khin sa ya kwe a yaw song we de ga ayin mya paw su lo chore du dwe twi ge bu du ne lo yen ga khai nai bu ma myen deချိန်ပြပါမယ်ဒီရာရီမြေသက်ဆုံးချင်နေဒီလိုဆိုရောတာနာတောင်းရလက်တဲ့ယူပါခွေမေနာနာတလိုက်စိတ်လေးမစိုးနေခွေချိန်များမင်္ဂလာအကောင်းဆုံးရက်ကိုရေကမင်္ဂလာyen yen nue se meချိန်ပြပါဒီရာရီမြေသက်ဆုံးချင်နေဒီလိုဆိုရောတာနာတောင်းရလက်တဲ့ယူပါခွေမေလိုနာထားလိုက်စိတ်လေးမစိုးနေခွေချိန်များမင်္ဂလာအကောင်းဆုံးရက်ကိုရေကမင်္ဂလာ yen yen nue se me just got the chumi mare the kai bi me ye a chit song to tiao de chit da mong di la a prim pyo like me no mong chao ko chi a chit to mo dia yi to ma kong nai mu kwe they chit de kwe they ting dong ne li go sang a do pya ma la oh me pyo me win ne oh China ye bia lai ho ya kha twa bi chi ye le go san la do pya ma la oh bao ye pyo me we hin de ho China ye bia lai oh ya kha twa bi chi ye kana ya la mellow winter been living my you're on the lot in another lay a deal of chisaga they told me about it I think I be great
ရက်ကိုပုံမှန်ကပေါ့တော့တော်လာမိတာတော့သူဒီမဟန်ယူမှာချလာဝအစ်ဒီအိုင်စီပဲစစ်စမင်းလာခန်းနာမင်းလာခန်းနာဘာလို့အောင်မျိုးပြမိပါတယ်ဆွေမျိုးမိတ်ကအပေါင်းသူကမဟန်ယူဝတ်မောင်ရဲ့မိဘဆွေမျိုးကောင်းပေါင်းတို့ကိုဂါရဝပြုပြီးဒီနေ့လာရောက်တောင်းခံခြင်းဖြစ်ပါတယ်ဒီကျေတန်းလက်ဒီခွင့်ပြုပါအဲ့တော့ပထမဆုံးဒီနေ့သားတို့သမီးတို့တူဘယ်လိုအမေသားတို့သမီးတို့ဖះကတော့မယ်လက်ဦးလေးချီထားပေးပါကြားလားလက်ဦးချီထားမယ်တဲ့ကြားပါသားတို့သမီးမောတတာဘဂဝါတော့အရတော့တမန်တော်တာမောတတာဘဂဝါတော့အရတော့တမန်တော်တာမောတတာဘဂဝါတော့အရတော့တမန်တော်တာသားတို့သမီးတို့ဖះဦးသုံးကိချလိုက်ပါဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တဲ့အတွက်ဘုရားတရားတန်ခါယန္တာမြတ်သုံးပါးကိုကြောရအောင်အဲ့တော့ဘုရားတရားတန်ခါယန္တာမြတ်သုံးပါးကိုတောင်းပြီးတော့ဒီဘက်ကိုကြောလိုက်ပါအောင်ကောင်းကျင်ဘုရားတရားတန်ခါတော့ပြည့်တဲ့ကောင်တို့တွေကဘာကြောအမဆရာသမားနဲ့မိပါနေဆရာဆိုတာလည်းလက်ဦးဆရာမိတိုင်းဆိုပုပ္ပစရိယမိနဲ့ဖတ်အဖေနဲ့မိကလက်ဦးဆရာတွေဒါကြောင့်အဖေနဲ့မျိုးမိဘအနေနဲ့ရောဆရာသမားအနေနဲ့ရောတာဝန်သမီးတို့ကဒီနေ့မှာမင်္ဂလာဥမှာမင်္ဂလာရှိစွာနဲ့ဥပုသ်စေချကြောလိုက်ပါအဖေနဲ့မျိုးကြောလိုက်ပါဗုဒ္ဓဘာသာလူမျိုးတွေဆိုနန္ဒနန္ဒ၅ပါးကြောပြီးတော့ဒါမင်္ဂလာပွဲကျင်းပတယ်ဆိုတော့မင်္ဂလာရှိပါတယ်မင်္ဂလာပွဲအဖေနဲ့မိလည်းကြောပြီးဖေကလည်းကြောပြီးတို့ကတမယိုးကြဒီတိုင်းတာဖတ်တိုင်းတာတွေပူဇော်ပတ်တာအောင်ပါပေါ့ဘယ်သားလို့ပြီးတော့ဒါတော့မိတိုင်းတာဖတ်တိုင်းတာဒါတို့တမယိုးပူဇော်ဒီတိုင်းတာဖတ်တိုင်းတာအဖေဘက်ကဆိုင်တော်အမေဘက်ကဆိုင်တော်အဖိုးဘက်ကဆိုင်တော်အဖွားဘက်ကဆိုင်တော်ညတ်တို့ဒီနေ့ဒီချိန်ဒီကာလမှာဆောက်ရဒါတို့တမီးကအကျဉ်းနေများပြီးအတိအမှသူပါဒါတို့တမီးတို့မင်္ဂလာပွဲအောင်မြောင်အစားအစာရအစီအပြောင်းဘဝတစ်ချောင်းလုံးတာယာချမ်းမြောင်ဆောင်းရှောက်မသာကြီးတော်မူကြပါဒီကနေ့စိန်လာတော်မျိုးစီတို့ဘက်ကဝိကျက်သိတဲ့ထောင်နဲ့တမီးလေးကိုတန်ဖိုးရှိလို့မလို့တန်ဖိုးထားပြီးတော့ဒီလိုတန်ဖိုးထားပြီးတင်တောင်းပါတယ်ဂျပန်ရန်ငွေ150နဲ့ရွှေတုံးက100ဂရမ်ရွှေစဲတူတကုတ်လက်စုဒုကွန်လက်စုဒဇုံတို့ပြင်တင်တောင်းပါတယ်အဲ့တော့သမီးလေးကလည်းတန်ဖိုးရှိလို့သားကလည်းတန်ဖိုးထားလို့အခုလိုမင်္ဂလာပွဲမှာဒီလိုတင်တာတောင်းခံနေဆိုတော့မင်္ဂလာရှိပါတယ်ဒါကြောင့်အားလုံးကြီးကလည်းမင်္ဂလာပွဲကိုကြောက်လာကြတဲ့ပိဋကတ်ကြီးကလည်းပဲကလေးတွေကိုချိဖြောက်တဲ့နေဩဘာလက်ခုပ်တန်လေးချိပြပေးကြပါမင်္ဂလာပွဲအစီအစဉ်ကန္နာစတင်ပြပါတဲ့ချိန်ဆာပြီးချိန်ထိအောင်တားလို့သမီးတို့ကြောရာရောဟုတ်လားအားလုံးမင်္ဂလာရှိဒီကျင်းပတာတွေအားလုံးကတကယ်လို့ကျင်းတတ်စရာကောင်းပါလေကျင်းတတ်စရာကောင်းတဲ့အတွက်ဒီနေ့ကြွရောက်လာတဲ့ပိဋကတ်ကြီးရောဆွေမျိုးပိဋကကအပေါင်းတို့တားလို့သမီးတို့ပွဲကိုချိန်ပေးပြီးချိပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးစိန်လာတော်မျိုးကြီးတို့ဘက်ကလည်းတားလို့သမီးတို့ဒါတို့သမီးတို့ဘက်ကဆွေတို့မျိုးစုံကျွန်တော်တို့ကဂါရဝတရားရှေ့ထားပြီးလာရောက်တောင်းခံတာဖြစ်တဲ့အတွက်ဒီဒီနဲ့လက်ခံပေးပါအားလုံးကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကဲလက်ကိုပဲရှိတယ်ကဲအားဒီအောင်ရဒီချိန်ဟာသားတို့သမီးတို့မင်္ဂလာပွဲအချိန်ကဖြစ်တယ်သားတို့မင်္ဂလာပွဲအချိန်စားဆိုတာမကောင်းပြစ်တာကောင်းရညွန်လဲအတက်တင်တင်ပြေဝီဒီထိန်းများခြင်းလူနာရင်ဖခင်မေတို့တာတဲ့ဒီပါရဲ့ဝတ္တရားတော့မကောင်းပြစ်တာသားတို့သမီးတို့ကောင်းရကောင်းကြောင်းလည်းညွန်ပြခဲ့မကောင်းပြစ်တာကောင်းရညွန်လာကောင်းတဲ့လမ်းကိုလည်းရွေးချယ်ပေးခဲ့မကောင်းပြစ်တာကောင်းရညွန်လဲအတက်တင်တင်သားတို့သမီးတို့ငယ်စဉ်တောင်ကြီးကလေးပေါ်တယ်အတက်ပညာလည်းသားတို့သမီးတို့ဒီပါတွေကတင်ပေးခဲ့အတက်တင်တင်ပြေဝီနှီးရင်ဒီကနေ့ဟုတ်လားသားတို့သမီးတို့ဘဝတသက်တာကိုတာယာဖြောင်းပြအောင်ရင်းနှီးလေးလည်းချင်းမြင်ပြီးထိမ်းများခြင်းလည်းဝန်နိုင်ဖခင်မေတို့တာတဲ့ထိမ်းများခြင်းလက်ထက်ချစ်တာမိဘဝတ္တရားရဲ့နောက်ဆုံးဝတ္တရားကြီးပုံမှာပြီးမိဘရဲ့ဝတ္တရားကြီးပုံမှာပြီးဒါတို့သမီးဝတ္တရားကတော့ပြုဖို့မပြတ်ဆောင်ရွက်စီမံဝေခံထိုက်တဲ့ညဝေစောင့်လီမျိုးနဲ့ဝင်ငါတဲ့ဒါတို့သမီးတို့ဒါတို့သမီးတို့ပြုဖို့မပြတ်မိဘတွေကအသက်ကြီးရင်လာပြီဒီချိန်မှာဟုတ်လားဒါတို့သမီးကပြန်နေပြုစုစောင့်ရှောက်ရမယ်အချိန်ရောက်လာပြီအဲ့ဒါကြောင့်ပြုဖို့မပြတ်ဆောင်ရွက်စီမံကိစ္စကြီးငယ်မှုများအဖေအမေရဲ့ကိစ္စကြီးငယ်ဒါတို့သမီးတို့ကဥဆောင်ပြီးဆောင်ရွက်ရမယ်ဆောင်ရွက်စီဝေခံထိုက်တဲ့ဒါမှသားလိမ္မာသမီးလိမ္မာတွေဖြစ်တဲ့အတွက်အမွေခံထိုက်တဲ့သားကောင်းတို့ဝေခံထိုက်တဲ့ကြောက်နေတော့သမီးသူတန်းနေပြုလို့ရဖေးဖေးထိတ်ထားပြီး
မျှဝေရမယ်သူကစောင့်နေမျိုးနဲ့သားတို့သမီးတို့တကယ်ကိုလေမာရည်ကြီးပါလေဘာလို့စောင့်နေမျိုးလဲဆိုတဲ့သားသမီးဘုထဲမှာသားတို့သမီးတို့စောင့်နေမျိုးနဲ့ဘုရားကြီးပါလေသားတို့သမီးတို့ဟုတ်လားဘယ်နိုင်ငံဘယ်ဒေသဘယ်ရက်ဘယ်ရောက်လဲသားတို့သမီးတို့ဟုတ်လားကိုမျိုးကိုဘာသာကိုဒေသကိုဘာသာကိုဘုရားဘာသာချင်းတဲ့လက်ချက်တည်းဆိုသားတို့သမီးတို့အလို့ကိုလေမာတဲ့သားရည်သမီးတွေပါလေချီးပါလေပြီးပါလေလူကထိုက်တဲ့ကိုကြောက်ရစောင့်နေမျိုးနဲ့ဝင်လာတဲ့သားတို့သမီးတို့သားတို့သမီးတို့ပဲကလည်းပဲသားတို့သမီးတို့တရားဒီပုံဆောင်ရကြပါသားတို့သမီးဒီချေရစာပြီးလင်မယားဖြစ်သွားတယ်အချင်းလင်မယားဖြစ်သွားတယ်လင်ဝတ္တရား၅ပါးမယားဝတ္တရား၅ပါးဆိုတာရှိပါတယ်သားတို့သမီးတို့ဒီနေ့စာပြီးတို့ဗုဒ္ဓဘာသာရမချီမဲ့ကအန်ညုံစာမိစ္ဆာမဝိစားစီဉာဏ်ဦးကြီးငါးအင်းလင်းကျင်ရတဲ့ယောက်ျားလေးဘက်ကစစ်ဝတ္တရား၅ပါးမိန်းကလေးဘက်ကအိမ်တွင်းမှုလို့သိထုတ်ပြီးချမိစ္ဆာကျင်လျှော်လျော်အောင်ဖြတ်ချီပြီးမဘူးဝင်ငါသူအိမ်သူကြည့်ရတဲ့ဓာတွေကလည်းပဲဒါသူကရေးတယ်တို့ဘုရားမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ဟိုလားသင်္ကာလောဘာဒတုတ်မှာသင်္ကာလူတို့တောက်အကြောင်းပြုပြီးတော့လင့်ဝင်တရားမယားဝတ္တရားမိဘဝတ္တရားတာပိဝတ္တရားဒါတွေကိုဘုရားရှင်ဟောခဲ့တာဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေကိုကျေးဇူးတော်ရှင်သင်္ကတာဆရာတော်ဘုရားကြီးကလင်္ကာဖွဲ့ပြီးဒီကုတ်ပြီးခဲ့လို့တို့ရဒီလက်တန်းပြောလို့ရတာဒါတော့ဘုရားရှင်ရဲ့ကျေးဇူးသံဃာတော်ရဲ့ကျေးဇူးအလွန်ကြီးမားပါတယ်တဲ့သားတို့သမီးတို့မထုတ်သေးချမိစ္ဆာကျင်လျှော်လျော်အောင်ဖြတ်ကြည့်ပြီးမှဝင်ငါအိမ်ကြီးကျရရာအိမ်ပြုလို့မိကလေးဆိုမပြင်းအောင်လေအိမ်ပြုလို့လုပ်နေတယ်နေနေတော့အိမ်ပြုလို့မထုတ်သေးချစီးရရေးဆဲတဲ့ပြင်လာစီကောက်စားရနိုင်ရလာပြီးဆိုရင်သူကထိမ့်သိမ့်အောင်စူးစောင်းရမယ်အိမ်ပြုလို့မထုတ်သေးချမိစ္ဆာကျင်လျှော်တာတာဝတ္တရား၅ပါးမှလည်းပါတယ်တပိဝတ္တရား၅ပါးမှအိမ်တော်တစ်ပြည့်အတက်ကအဲ့ဒါအိမ်တော်တစ်ပြည့်တယောက်တည်းပြည့်တာရှိနေကြတယ်နော်အရင်ကတော့ဟုတ်လားလူတို့ကိုတကယ်ကြီးအပေါင်းတွေဝေးပြီးသွားလာကနေရတိုင်းစားတာလည်းနေခဲ့ပြီပဲဒီကလေးကကို့ဘာလဲအိမ်တော်ကမ္ဘာပိုင်းအယောင်ကြရှိပါဘူးအဲကြတော့သူကစစ်နေရတော့မယ်အပေါင်းတွေမကြိုက်တဲ့လူနဲ့မပေါင်းတော့ဘူးဟုတ်လားအိမ်တို့လို့သိထုတ်ပြီးမိစ္ဆာချင်းရှောက်လေအောင်ဖြန့်ကြည့်ရဲ့ကိုရီးယားလုံနိုင်ကိုင်းနေဟုတ်လားစီးပွားရေးဖြစ်လာပြီကျေစုံသမီးလေးအဖိုးစစ်တို့ကြားရင်ဖိုးစစ်တို့ရှိလိုက်ဒီရပြောပါမေရလည်းပြောပါတယ်တဲ့ပြောပါတယ်မေရလည်းပြောပါတယ်တဲ့ဒီလားဒီကလည်းပြောပါတယ်တမီဝမ်းသာလိုက်မလားတာလားကျတာဘာမှရင်ကြည်လာလားဆိုပါဘူးဒီလိုစနေလို့ဟိုဘက်ဆောင်ပြလိုက်ပါပြလိုက်ပါဟောဒေါ်လေးပြလိုက်ပါအဲ့နာပြလိုက်ပါတယ်မမလေးဘမဦးလေးဒီမှာရှိတယ်ဟာဦးလေးဒီမှာပါဦးလေးညီတို့မိခေါ်တော့အေးမမဟိုကြီးကြီးတွေဖွားဖွားလေးပြလိုက်ပါဦးဒီမှာဖွားဖွားလေးပြလိုက်ပါမမလေးမမလေးပြလိုက်ပါပြလိုက်ပါမပြလိုက်ပါပြလိုက်ပါတော်ကြဒီကောင်းသွားတာလေရတယ်သမီးရတည်းရတယ်ဘာရအကုန်လုံးမြင်ရတယ်တွေ့လားမြင်ရလားသာဝင်နေတယ်နော်အပ်လို့တော့စမ်းစားလဲလားလို့စမ်း